မင်္ဂလာပါရှင်ဒီနေ့ကျမတို့အတူတူလေ့လာကြည့်ဖို့စိတ်ဝင်စားစရာအကြောင်းအရာလေးတစ်ခုရှိပါတယ်ဒါကတော့ graphics လေးကနေအသစ်ထုံလိုက်တဲ့ Clip Studio Paint အတဲ့အစိမ့် animation တင်တန်းတစ်ခုပေါ့နော် ဟုတ်ကဲ့ခင်ဗျာဒီတင်တန်းကတော့တော်လေးစိတ်ဝင်စားဖို့ကောင်းမဲ့ပုံပဲ ဟုတ်တယ်ရှင်ဒီတင်တန်းကိုဖန်တီးသူကလေပညာရှင် 2G animated တယောက် Manuel Lopez တဲ့ Manuel Mercurio ဆိုတဲ့နာမည်နဲ့လည်းလူသိများတယ်ဟုတ်လား ဟုတ်ပါတယ်သူကအရင်က Cartoon Network တို့ DreamWorks TV တို့လိုနာမည်ကြီးနေရတယ်မှာအလုပ်လုပ်ခဲ့ဘူးတယ်လीဟိုအတွေ့အကြုံကတော့တကယ်မခဲဘူးပဲ အခုဆို Lakatisi ရဲ့ animated pilot မှာလည်းပါနေတယ်ဆိုတော့လေသူ့ရဲ့ industry အတွေ့အကြုံတွေကဒီတင်တန်းထဲမှာအများကြီးပါလာနေတယ်လို့ထင်တာပဲ ဒါဆိုတင်တန်းသားတွေအတွက်တကယ်အကျိုးရှိမှာပေါ့ ဟုတ်ပါတင်တန်းမှာကသင်ခန်းစာ40ကျော်တော့ပါတယ်ရှင်စုစုပေါင်းတင်ချင်က9နာရီကျော် အချိန်တော်တော်ပေးရမှာပဲသင်ခန်းစာ40ဆိုတော့အကြောင်းအရာတော်တော်ဆုံးလည်မဲ့သဘောပဲ ဟုတ်တယ်အထူးခြားဆုံးကတော့လေဈေးနှုန်းပဲမူလက$49.99လေအခုအချိန်အကန့်အသတ်နဲ့70% short ထားတယ် 70% down ဒါဆိုဘလော့ဖစ်တော့တာလဲ $15ပဲကြတော့တယ်ရှင်ဒါတော်တော်လေးဆွဲဆောင်မှုရှိတယ်မလား ဟုတ်ကဲ့$15ဆိုတာကတော့တကယ်ကိုမစိုးတဲ့ဈေးပဲဒီတင်တန်းကဘယ်လိုလူမျိုးတွေကိုအဓိကရည်ရွယ်တာလဲခင်ဗျာ သူကတော့ခြေပြနေရှင် digital artist တွေ animation ကိုအခုမှဆက်လုံးမိသူတွေ beginner တွေရောပေါ့ ဟုတ်ဝါသနာရှင်တွေကနေပညာရှင်အစိမ့်ထိပါ Clip Studio Paint ရဲ့ animation features တွေကိုပို့ပြီးနည်းနည်းသိချင်သူတိုင်းအတွက်ရည်ရွယ်ထားတယ်လို့ဆိုတယ် ဒါဆိုရင်တော့လူတော်တော်များများအသုံးဝင်နိုင်မယ်ပုံပဲ CSP က animation မှာတော်တော်လေးသုံးလာကြတယ်လေ ဟုတ်ပါတယ်သင်တန်းမှာပါတဲ့အကြောင်းအရာတွေကလည်းအတော်လေးပြည့်စုံနေရှင် Clip Studio အခြေခံ3နည်းကနေစထားတယ် အခြေခံကစတယ်ဆိုတော့လုံးဝမသုံးဘူးသေးတဲ့သူတွေလည်းအဆင်ပြေနိုင်တာပေါ့ ပြီးတော့ pre-production လို့ခေါ်တဲ့ကြိုတင်ပြင်ဆင်မှုအပိုင်းတွေနောက်ခံဆွဲတာတွေအဲ့ဒါတွေလည်းပါတယ်လေ ကြိုတင်ပြင်ဆင်မှုဆိုတာက storyboarding တော့ concept art လိုမျိုးလား ဟုတ်မှတင်တယ်ပြီးတော့အရေးကြီးတဲ့ animation အခြေခံတွေပေါ့ ဟုတ်ကဲ့ဒီအခြေခံတွေကအရေးကြီးဆုံးပဲလေဟိုမှာ onion skin လို့ light table လို့ tools တွေသုံးပုံမျိုးတွေလား အဲ့ဒါတွေပါမယ်ထင်တယ်ပြီးတော့ perspective for animation ဆိုတာလည်းပါတယ် animation အတွက်ရှုထောင်ဆွဲနည်းပေါ့ perspective က animation မှာသူ့အရေးကြီးတာအထူးသဖြင့် background နဲ့ character ချိတ်ဆက်မှုတော့ပေါ့ ဟုတ်ပါနောက်ပြီး acting and lip sync ဆိုတာလည်းပါတယ် character ကိုတရုပ်ဆောင်ခိုင်းတာနဲ့နှုတ်ခမ်းလှုပ်ရှားမှုတွေလေ acting ဆိုတာက character ရဲ့ emotion နဲ့လှုပ်ရှားမှုပုံဖော်တာကိုဆိုလိုတာပေါ့ Manuel ရဲ့ DreamWorks အတွေ့အကြုံကဒီအပိုင်းမှာတော်တော်လေးအတုံးဝင်ပါပဲ ဟုတ်တယ်ရှင်သူ့အတွေ့အကြုံကဒီလို character performance ပိုင်းမှာတကယ်ပံ့ပိုးပေးနိုင်မှာပြီးတော့လေ rough animation ကနေ clean up လုပ်တာတွေ ပုံချမ်းကနေ data အောင်ပြန်ဆွဲတာပေါ့ ဟုတ်ပြီးတော့ in betweening လို့ခေါ်တဲ့ဂျားပုံတွေဖြည့်ဆွဲတဲ့အပိုင်း key pose ဂျားကလှုပ်ရှားမှုချုံမွေးအောင်လုပ်ရတာလေ အဲ့ဒါက animation ရဲ့အသက်ပဲ camera movements တွေရောပါသေးလား ပါတယ်ရှင် camera movements and interpolation တဲ့ပြီးတော့ coloring post production နဲ့နောက်ဆုံး export လုပ်တဲ့အထိအစဆုံးပဲ wow တကယ်ဦး workflow တစ်ခုလုံးကိုခြုံမိတာပဲဒါပဲလေ theory ချီပဲလားလက်တွေ့လုပ်ဖို့တော့ဘာတွေပါလဲ အဲ့ဒါပြောမလို့ bonus အဖြစ်နဲ့လီ dot click format နဲ့ source files တွေအများကြီးထည့်ပေးထားတယ်ရှင် ဟုတ်လားဘယ်လို files မျိုးတွေလဲ perspective box rotation concept art background story drawings animation examples စုံနေတာပဲ ဒါဆိုတော်တော်ကောင်းတာပေါ့ဥပမာ perspective box rotation ဆိုတဲ့ file ကရှုပ်ထွေးတဲ့ perspective layer ကိုဘယ်လိုလုပ်တော့လဲလက်တွေ့ကြည့်လို့ရမှာပေါ့ ဟုတ်ပါတယ်တင်ရင်းနဲ့လက်တွေ့လက်ကျင်ကြည့်လို့ရတာပေါ့ဒါကတကယ်တန်ဖိုးရှိတဲ့ချက်ပဲ ဟုတ်ကဲ့ဒါကတင်ယူမှုအတွက်အများကြီးအထောက်အကူပြုတယ် software ပိုင်းကတော့ Clip Studio Paint EX ပဲတွန်းရမှာလား EX ကိုတော့သူက recommend လုပ်ထားတယ်ပိုကောင်းလေပေါ့လေဒါမြစ် pro version နဲ့လက်အခြေခံတွေကိုတော့လေ့လာလို့ရတယ်လို့ဆိုတယ်ဒါမဲ့ Pro မှာ frame ကင်းတစ်ချက်ရှိရမလား ဟုတ်တယ်24 frames အထိပဲရတာ project ကြီးတဲ့ look ချင်တော့ EX ကပိုဆင်ပြေမှာပေါ့ ဟုတ်ပါတယ်ဒါမဲ့ Pro နဲ့အခြေခံလေ့လာကြည့်ပြီးသဘောကျမှ EX ကို upgrade လုပ်လဲရတာပဲလေအစားပိုင်းကတော့ feature တွေအများကြီးနဲ့ဆိုတော့လုံးဝ beginner အတွက်နည်းနည်းတော့ကောင်းစားနိုင်မလားပဲ ဖြစ်နိုင်နေရှင်ဒါပေမဲ့ industry standard software နဲ့ technique တွေကိုပညာရှင်တယောက်စီကတိုက်ရိုက်သင်ခွင့်ရတာကတော့တကယ်အခွင့်အရေးကောင်းတစ်ခုပဲလေ ဟုတ်ပါသူရဲ့ DreamWorks အတွေ့အကြုံတွေပါတွေကနေ insight ရနိုင်တာပေါ့ ဒါဆိုခြုံပြောရရင်တော့လေဒီသင်တန်းကတကယ်ကိုပညာရှင် animator တယောက်ရဲ့အတွေ့အကြုံအနစ်ချုံနဲ့
Clip Studio Paint ကိုသုံးပြီး animation လုပ်ငန်းစဉ်အစအဆုံးကိုအသေးစိတ်လေ့လာခြင်းသူတွေအတွက်ရန်ကောင်းတဲ့သင်တန်းတစ်ခုလို့ဆိုရမှာပဲ ဟုတ်ကဲ့လက်ရှိ short ခြင်းနဲ့ဆိုရင်တော့တန်တယ်လို့ပြောလို့ရတယ် ဟုတ်တယ်ရှင်ဒီ software ကိုသုံးပြီးကိုယ့်ရဲ့ animation ရည်အတွက်ကိုမြင့်တင်ခြင်းတဲ့သူတွေအတွက်တကယ်ကိုစဉ်းစားတဲ့လေ့လာမှုတစ်ခုဖြစ်လာနိုင်မှာပါ ဒီဆွေးနွေးမှုအဆုံးမှာစဉ်းစားစရာလေးတစ်ခုမေးခွန်းထုတ်ကြည့်ခြင်းတယ်ခင်ဗျာ ဟုတ်ကဲ့ပြောပါရှင် ဒီတနက်မှာပါတဲ့အကြောင်းအရာတွေကတော်တော်ကျေပြတ်တယ်လေ perspective acting camera movement စသည်ဖြင့်ပေါ့အဲ့ဒီထက်ကကိုယ်ပိုင် project တွေအတွက်အတိအသာဆုံးအကျိုးသက်ရောက်မှုရှိစေမဲ့ဘယ် animation skill တစ်ခုကိုအရင်ဆုံးကျွမ်းကျင်အောင်လေ့လာတာကအကောင်းဆုံးဖြစ်မယ်လို့ထင်ပါတယ်ခင်ဗျာ ဟိုးစိတ်ဝင်စားဖို့ကောင်းတယ်မိကွန်းပိုင်ကိုလိုလိုချက်ရဦးစားပြီးရွေးချယ်မှုလုပ်ရမှာပေါ့နော် ဟုတ်ပါတယ်ကိုယ့်ရဲ့အားနည်းချက်ဒါမှမဟုတ်ကိုယ့် project အတွက်အရေးကြီးဆုံးလို့ထင်တဲ့ skill ကိုအရင်ဆုံး focus လုပ်လိုက်ရင်တူတဲ့ဖို့ပုံမြန်နေတာပေါ့အဲ့ဒါလေးကိုစဉ်းစားကြည့်ဖို့ထားခဲ့ခြင်းပါတယ်